အဲ့လိုကောင်းလိုက်တော့ကောင်းဟာတော်ပြီကောင်းပါပြီကွာကောင်းပါပြီရောက်ထားတယ်ထားတယ်ထားတယ်လို့ထားတယ်ကောင်းပြီဆရာအေးဆိုတော့ဟာအဲ့ချီရပါလေကောင်းပြီဘာကောင်းမှာကျွန်တော်တို့အိမ်မှာလည်းဘာမှမရှိပါဘူးဆရာကြီးဘာလို့မရှိရမှာလဲမင်းရငါတက်မရတဲ့ဆိုင်ကမရှိတော့ဘူးတကောကောလာပြီကွာဟာသိခါကြပြီကွာစာဝလင်းချင်းကောရဲ့ဆိုင်ကောင်မှာခိုးတော့တကောမရိုင်းနဲ့ကွာဆရာကြီးအရှိအပူလိုက်တဲ့ပတ်စံနေမရှိမမလေးတော့ဘယ်ကောင်းပါပြီဗျာပြောက်တာမဟုတ်ဘူးဆိုင်ကအရေးစိတ်မှာထားခဲ့တာမရဟာထားခဲ့ဆိုင်ကိုကျွန်တော်ထားတာမဟုတ်ဘူးလေဆရာထားတာလေငါထားတာဟုတ်တယ်လေဆရာညာအဲ့မှာအရက်ဝင်တော်ရင်းနဲ့မူးနေလို့ဆိုပြီးတော့မပေါင်းနိုင်လို့ဆိုအရက်စိတ်မှာထားခဲ့တာလေဆရာရဲ့ဟာဒါဆိုငါအဲ့ရက်ဆိုင်ပန်ရှင်တရားဆွဲမှာရအောင်အဲ့ဒါကျွန်တော်ပြောတာဖမ်းရမှာဆရာဩဆရာထားခဲ့တာဘာကိစ္စဖမ်းလို့ရမှာတော့လို့မဟုတ်လေငါထားရတဲ့အချိန်မှာအခုသွားကြည့်လို့မရှိတရားဆွဲရမှာတော့အဲ့ခဲ့တာသူတို့တိတ်ချသိမ်းထားပြီလေကျွန်တော်လည်းမမောင်းတဲ့တော့ကျန်မမောင်းတော့ပြန်လာမှမျက်နှာတိလာတာဆိုင်ကိစ္စသွားမယ်ဟုတ်စာပလင်းချင်းအောင်စာပလင်းစာပလင်းချင်းကလည်းကျွေးရှင်လားမသိဘူးစာပလင်းချင်းအောင်စာပလင်းအော်အပူနေငါပုံတော့တူလာပါဗျရှိပါတယ်ဗျဘဝတ်တိုက်တာဟိုလာပါဗျထိုင်ပါဆရာဟုတ်ကဲ့ဆရာမလေးဒီမှာလာဖတ်ဘာကိစ္စမရှိလို့ပါလဲဟိုစုံရောက်ကြီးစာပလင်းချင်းအောင်ဆိုတာကျွန်တော်ပါပဲဩဟုတ်ကဲ့ပါဘာကိစ္စလို့ဟိုအမှုတစ်ခုအပ်ချင်လို့ပါရပါလေဒါမှကျွန်တော်ချင်းချောက်နေလို့ပါဟာချင်းချောက်စီထည့်ရမှာလေအဲ့တော့မချောင်းဘူးဝီနေဟောစီဟာချင်းချောက်ခံနေရတာအဲ့ဒါပါစပိန်ချင်းချောက်တာမဟုတ်ဘူးဟောချင်းချောက်ခံနေရဟုတ်ကဲ့